မင်္ဂလာပါဒီညီမလေးကိုတော့ Smile Line Filler နဲ့ Chin Filler Amazing Filler လေးထိုးပေးထားတာဖြစ်ပါတယ်မျက်နှာမှာအိုစေတဲ့အရေးအကြောင်းအဓိကကတော့ Smile Line ပေါ့နော် Smile Line တွေပေါ်လာပြီဆိုရင်အိုမင်းရင်ရုံမှုကိုချက်ချင်းသိတာစေပါတယ်ဒါကြောင့် Smile Line လေးတွေပေါ်လာပြီဆိုရင်တော့ Filler လေးဖြည့်ပြီးတော့ပြန်လည်နှုတ်ပြလို့ရပါတယ်ရှင် Smile Line Filler ကိုဒီဘယ်လောက်ထိုးရမလဲ 1cc ထိုးတင်လား 2cc ထိုးတင်လားဆိုတာက Smile Line အတဲအနဲ့ကိုယ့်ရဲ့အသက်အရွယ်ဘယ်လောက်နဲ့လဲပေါ်မှာလဲမူတည်ပါတယ်ရှင်ဒီညီမလေးကတော့နှစ်ဖက်မှာ 1cc တထောင်ထိုးပေးထားတာဖြစ်ပါတယ် Filler တွေကတော့လိုအပ်တဲ့လောက်ပဲထိုးတာကောင်းပါတယ်ရှင်လိုအပ်တာတဲ့အများကြီးဖြစ်တင်တာမျိုးကတော့မကောင်းပါဘူးဒါကြောင့်မလို့သူ့ရဲ့လိုအပ်တဲ့နေရာလောက်ကိုပဲလိုအပ်တဲ့လောက်ဖြစ်တင်တာကလှပပြီးတော့အန်ရကင်းစေပါတယ်ဒီညီမလေးကတော့နှစ်ဖက်မှာ 1cc တထောင်ထိုးပေးထားတာဖြစ်ပါတယ် Smile Line Filler 1cc လေးထိုးပေးထားပါတယ်အခုပြည့်သွားတဲ့အတွက်အရန်ဝင်ချင်တဲ့ဆိုလို့ကျေးဇူးအများကြီးတင်ပါတယ်ညီမလေးရေပြီးရင်တော့သူ့ကို Amazing Filler လေးထိုးပေးထားတာဖြစ်ပါတယ်ဒါလေးကတော့ Smile Line Filler လေးပြီးသွားတာပေါ့နော် Smile Line Filler လေးပြီးရဲ့အချိန်မှာတော့ Amazing Filler လေးထိုးမှာဖြစ်ပါတယ်ဒါကတော့ Chin Filler လေးထိုးနေပါပြီနော်Amazing Filler လေးရလဲဒီလိုပါပဲမျက်နှာပေါ်မူတည်ပြီးတော့ 1cc ထိုးခြင်းလား 2cc ထိုးခြင်းလားကိုလိုတလောက်ကိုပဲထိုးသင့်ပါတယ်လိုတာထက်ပိုပြီးတော့ over ကိုထိုးမယ်ဆိုရင်တော့ side effect တွေရှိပြီးတော့ဒီမေးစီကမိဘူးစောက်ထိုးကြီးလို့မလှမပဖြစ်နေတာမျိုးတွေဖြစ်တတ်ပါတယ်ကိုယ့်ရဲ့မျက်နှာလေးနဲ့အလိုက်လိုအပ်တဲ့လောက်ကိုပဲထိုးမယ်ဆိုရင်တော့လှပပါပြီးတော့ side effect လည်းကင်းပါတယ်ရှင်ဒီညီမလေးကတော့ 1cc တထောင်ပဲထိုးပေးထားတာဖြစ်ပါတယ်တဘာဝဆန်ဆန်လေးပဲဖြစ်ချင်တယ်ဆိုလို့မေးစီလေးကိုလည်း 1cc Filler 1cc တထောင်ပဲထိုးပေးထားတာဖြစ်ပါတယ်ထိုးပြီးချင်းမှာရလက်ကိုအရန်သဘောကျတယ်ကျင့်တတ်တယ်ဆိုလို့ကျေးဇူးအများကြီးတင်ပါတယ်Filler လေးတွေကိုခင်မှာလာကုန်ထိ50% discount the jam promotion အနေနဲ့ပေးထားပါတယ်ရှင်။လာရောက်အားပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ညီမလေးရေ။